ဒါကတော့နန်းနန်းဆိုရင်ညီမလေးရေးထားတာပါဆရာကအခုဒီမူဝေဖြစ်နေတော့ပဲတဲ့ဆိုတော့ငလင်ကြောင့်မှုဖြစ်တဲ့မူတာကိုတတ်တောင်လုပ်ရတဲ့နီလန်သုံးကိုကျွန်တော်အရှိဗီဒီယိုမှာပြပြပေးထားပါတယ်ဒီနီလန်သုံးကိုပြုလုပ်နေရင်းနဲ့မှာငလင်တန်ကြောင့်နောက်ဆက်တွဲနေတဲ့မူးနေတုံးပဲဆိုရင်တော့တောက်လို့ရတဲ့စီး၃မျိုးရှိပါတယ်၃မျိုးတည်းကတစ်မျိုးကိုတောက်ရင်ရပါပြီဆိုတော့ပထမတစ်မျိုးကတော့ Stujuron ဆိုတဲ့ဆေးဖြစ်ပါတယ်ဒီဆေးတွေမှာ Cinnarizine 25 mg ပါဝင်တာပေါ့နော်ကျွန်တော်ပုံလေးထည့်ပေးထားပါတယ်ဆေးတိုင်မှာအလွယ်တကူဝယ်ယူလို့ရပါတယ်ဆိုတော့ဒီဆေးကိုတစ်နေ့2ချိန်တောင်မှ3ချိန်မိမိရဲ့မူတဲ့ဝေဒနာကိုမူတည်ပြီးတောက်သုံးလို့ရပါတယ်အဲ့ဒါဆိုရင်အမြန်ဆုံးတောက်မှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ Stugin ဆိုတဲ့ဆေးဖြစ်ပါတယ်ဒီဟာလည်းဆောနာလိုမျိုးပါအလားတူဖြစ်ပါတယ်သူကလည်းဆိုင်ထဲမှာဝင်ရရှိနိုင်ပါတယ်ဆိုတော့ဒီမှာပုံလေးပြထားပါတယ်ဒီဆေးကိုလည်းတစ်နေ့တစ်ချိန်2ချိန်တောက်သုံးပေးလို့ရပါတယ်ဒီလိုတောက်သုံးပေးခြင်းအပြင်ငလင်နောက်ဆက်တွဲမူရမော်တဲ့ဝေဒနာတက်တာမှာဖြစ်ပါတယ်အဆုံးတစ်ခုကတော့ဒီမှာကတ်အဝါလေးဖြစ်ပါတယ်ဒီကတ်လေးကတော့ Stemostat ဆိုတဲ့ဆေးမျိုးဖြစ်ပါတယ်သူကဒီဆေးကလည်းငလင်ကြောင့်ဖြစ်တဲ့နောက်ဆက်တွဲမူဝေခြင်းကိုအများဆုံးတောက်သွားစေမယ့်ဆေးတစ်မျိုးဖြစ်ပါတယ်ဆိုတော့ဒီ3မျိုးတွေကတစ်မျိုးကိုတောက်အောင်ရပါတယ်ခင်ဗျာ3မျိုးစလုံးတောက်ဆရာမလို့ပါဘူးတစ်မျိုးကိုတစ်နေ့ကိုတစ်ချိန်ဒါမှမဟုတ်3ချိန်တောက်သုံးပေးခြင်းအပြင်မိရဲ့မူဝေတွေနဲ့ဒီလက္ခဏာတွေကအများဆုံးတောက်မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့ဖြစ်ပါစေအားလုံးပဲပေးကင်းကြပါစေခင်ဗျာ